လီယိုနယ်မက်ဆီတမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဘောလုံးသမားတဦးသားမကလူသားဆန်မှုရဲ့တောက်ပတဲ့စံနမူနာရှင်တဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ဘဝဟာအာဂျင်တီးနားနိုင်ငံရိုဇာရီယိုမြို့လေးမှာစတင်ခဲ့ပါတယ်။ငယ်စဉ်ကတည်းကသူဟာကြီးထွားမှုဟော်မုန်းဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ကုသစရိတ်ကအလွန်ကြီးမားခဲ့ပြီးသူ့မိသားစုအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးမက်ဆီရဲ့စ조사အားထုတ်မှုနဲ့မယိမ့်ရိုင်တဲ့စိတ်ဓာတ်ကအရာအားလုံးကိုပြောင်းလဲစေခဲ့ပါတယ်။နေ့စဉ်လေ့ကျင့်မှုတွေနာကျင်မှုကိုအောင်အီးမှုတွေနဲ့အိမ်မက်ကိုဘယ်တော့မှလက်မလျှော့ခဲ့တာတွေကပဲသူ့ကိုဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကိုရောက်ရှိစေခဲ့တာပါ။မက်ဆီဟာကွင်းထဲမှာထူးခြားတဲ့အသိဉာဏ်ရှိသူပါ။ခိုးသွင်းကွင်းတွေကိုတစ်ချက်ကြည့်ုံနဲ့မြင်နိုင်စွမ်းအသင်းဖော်တွေနဲ့ချိတ်ဆက်နိုင်တဲ့မဟာဗျူဟာမြောက်အမြင်နဲ့ခံစစ်တွေကိုကြော်ဖြတ်နိုင်တဲ့ပညာတွေရှိပါတယ်။သူ့ရဲ့ကစားဟန်ဟာစ조사မှုတတ်တဲ့မဟုတ်ပဲအသိဉာဏ်နဲ့အလှတရားတွေပြည့်နှက်နေပါတယ်။ဒါပေမဲ့ကဘာကြီးကမက်ဆီကိုချစ်ရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့လူသားဆန်မှုပါပဲ။ကြီးမားတဲ့ကြော်ကြားမှုနဲ့ချမ်းသာမှုတွေရှိပေမဲ့သူဟာနှင်းချစွာနေထိုင်စေပါ။သူမိသားစုအတွက်အချိန်ပေးတယ်။ကလေးတွေအတွက်ပရဟိတလုပ်ငန်းတွေလှုပ်ဆောင်ပေးတယ်။စိတ်ကူးတမှုလိုအပ်နေသူတွေကိုကူညီပေးပါတယ်။သူရရှိတဲ့အောင်မြင်မှုတိုင်းကိုသူ့ရဲ့မိဘနှစ်ပါးထံရည်စူးပါတယ်။တစ်ကမ္ဘာလုံးကပရိသတ်တွေဟာမက်ဆီကိုအလွန်ချစ်ကြပါတယ်။ဒီနေ့ကျွန်တော်တို့ဒီဆိုမဲ့ Heart of a Giant တခြင်းဟာမက်ဆီရဲ့စ조사အားထုတ်မှုအသိဉာဏ်လူသားဆန်မှုနဲ့ကမ္ဘာလုံးဆိုင်ရာလူကြိုက်များမှုကိုဂုဏ်ပြုဖို့ရေးဆက်ထားတာပါလူသားတစ်ယောက်အနေနဲ့မက်ဆီဟာဘယ်လောက်ထိကြီးကျယ်နိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်သူ့ရဲ့ဇလန်းဟာကျွန်တော်တို့အားလုံးကိုဆက်လက်လှုံ့ဆော်ပေးနေအောင်ပါမက်ဆီတကမ္ဘာလုံးရဲ့နှလုံးသားထဲမှာထာဝရရှင်သန်နေမဲ့ဒန်တာရီတူပါပဲ